ဒီဟာလေးကတော့ဟိန်းဝေးရန်နဲ့ဆိုဗီယက်တစ်တို့ရဲ့ရှေ့ဆက်တောင်းရခြင်းပွဲမှာဆိုဗီယက်တစ်ရဲ့အမေဝမ်းသာမျက်ရည်ကျနေတဲ့မြင်ကွင်းလေးပေါ့နော်ဆိုတော့ဘယ်နေရာသွားနာမည်ပြတ်မရှိရတဲ့အောင်ဒီအမေကြီးကနောက်ကနေတကောက်ကောက်လိုက်ပြီးတော့မှဆောက်ရှောက်ကာကွယ်ခဲ့တယ်နောက်ပိတ်ဆုံးမှာတော့လင်ကောင်းတန်းကောင်းရဲ့လက်ထဲကိုသူအပ်လိုက်နိုင်ပြီပေါ့နော်ဒါတကယ်ကိုဝမ်းသာစရာပီတိမျက်ရည်တွေပါတကယ်ကိုဝမ်းသာဖို့ကောင်းပါတယ်သူ့သမီးလေးကိုနောက်ပိတ်ဆုံးတော့သူစိတ်ချသွားနိုင်ခဲ့ပြီးစိတ်ချလက်ချနဲ့နေနိုင်သွားပြီးဆိုတဲ့အဓိပ္ပာယ်ကိုဆောင်တဲ့ဒီလိုပီတိမျက်ရည်တွေသူ့သမီးလေးလင်ကောင်းတန်းကောင်းရပြီသူ့သမီးလေးကိုတန်ဖိုးထားတဲ့လူနဲ့တွေ့ပြီလို့သူ့စိတ်ထဲမှာခံစားပြီးတော့ကြာလာတဲ့မျက်ရည်တွေပေါ့နော်ပြီးတော့သူ့သမီးလေးကိုနှမျောကလည်းပါမှာပေါ့ဒီဟာလေးကတော့ဟိန်းဝေးရန်နဲ့ဆိုဗီယက်တစ်တို့ရဲ့ရှေ့ဆက်တောင်းရခြင်းပွဲမှာဆိုဗီယက်တစ်ရဲ့အမေဝမ်းသာမျက်ရည်ကျနေတဲ့မြင်ကွင်းလေးပေါ့နော်ဆိုတော့ဘယ်နေရာသွားနာမည်ပြတ်မရှိရတဲ့အောင်ဒီအမေ